ခစ်နှစ်ခစ်ကြားတဲ့ညက်ပြီးဘဝကိုအန်ကျိတ်ရုန်းကန်ခဲ့ရတဲ့ကျွန်တော်တို့မျိုးဆက်1995 1996 1998ခုနှစ်ဝန်းကျင်မှာမွေးဖွားခဲ့ကြပြီးအခု2026ခုနှစ်မှာတော့အသက်30ဝန်းကျင်လူလက်ပိုင်းအရွယ်ကိုရောက်ရှိလာခဲ့ကြသူများတခါတလေပြန်စဉ်းစားကြည့်ရင်ကျွန်တော်တို့မျိုးဆက်ဟာတကယ့်ကိုထူးဆန်းပြီးအယုံကံရဆုံးမျိုးဆက်တစ်ခုပါကျွန်တော်တို့ကလေးဘဝတုန်းကကြောက်တင်ပုံးပေါ်မှာကောက်ကြောင်းဆွဲခဲတဲ့ဒိုလေးတွေကိုအားကိုးပြီးစာတင်ခဲ့ရတဲ့နောက်ဆုံးမျိုးဆက် TV ကြည့်ချင်ရင်အိမ်တိုင်းမှာမရှိလို့အိမ်နီးနားချင်းအိမ်မှာတွားချောင်းကြည့်ခဲ့ရပြီးမြမရုပ်မြင်တန်ကြားကလာတဲ့ကာတွန်းကားလေးတွေကိုတစ်ပတ်လုံးမျှော်ခဲ့ရတဲ့ခေတ်ညနေဆောင်ရင်အိမ်ပြင်ထွက်ပြီးလမ်းထဲကတငယ်ချင်းတွေနဲ့စူးစူးညံညံဆော့ကစားခွင့်ရခဲ့တဲ့ခေတ်ဖုန်းစခရင်တွေမရှိသေးတဲ့အဖြူအမဲတန့်စင်ခဲ့တဲ့ရိုးသားမှုခေတ်ထဲမှာကျွန်တော်တို့ကြီးပြင်းခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့အရွယ်ရောက်လာတဲ့လမ်းတစ်လျှောက်လုံးမှာတော့တဘာဝဘေးအန္တရာယ်တွေနဲ့ကံကြမ္မာဆိုးတွေကစက်တိုက်ဆိုသလိုစိန်ခေါ်ခဲ့ကြပါတယ်2008ခုနှစ်ကျွန်တော်တို့အသက်10 20 23နှစ်အရွယ်အပြင်းဆုံးခံခဲ့ရတဲ့နာဂစ်မုန်တိုင်းရဲ့လေဘေးဒဏ်ကနေစလို့တနိုင်ငံလုံးအတိုင်းအတာနဲ့ကြုံခဲ့ရတဲ့ဆိုးဝါးလာတဲ့ရေကြီးရေရှမ်းမှုရေဘေးဒဏ်တွေနွေရာသီရောက်တိုင်းရက်ကွက်တွေမြို့တွေပြာကျခဲ့ရတဲ့မိဘေးအန္တရာယ်တွေနဲ့မြင်းကလင်တန်တွေအောက်မှာအိမ်ချေမဲ့ခဲ့ရတဲ့ဘဝတွေကိုမျက်မြင်ကိုယ်တွေ့ရင်နာစရာကောင်းလောက်အောင်ဖျက်ဆီးခဲ့ကြရတယ်တဘာဝဘေးအန္တရာယ်တွေကြားကနေအထက်တန်းကျောင်းသားတက္ကသိုလ်ကျောင်းသားအရွယ်ရောက်လာပြန်တော့ကီးပတ်ဖုန်းအစုပ်လေးတွေကနေစမတ်ဖုန်းတွေဖြစ်လာတာကိုကိုယ်တိုင်ကြုံခဲ့ရပြီးဆိုင်ဘာကဖေးတွေမှာတနာရီ900ပေးပြီးကြီးတော့ပြော Facebook စသုံးခဲ့ကြတဲ့ခေတ်ဦးမျိုးဆက်ဖြစ်လာခဲ့တယ်။ဤပညာတွေတိုးတက်ပြီးဘဝကိုစပြီးတိဆောက်တော့မဲ့အသက်20ကျော်အရွယ်ထောင်ထောင်မြည်စူးစမ်းရမဲ့ကျွန်တော်တို့ရဲ့အိမ်မက်တွေကတကယ်ကိုကန်ဆိုးလွန်းခဲ့ပါတယ်။ဘွဲရခါစားအလုတ်တင်ခါစား2020ဝန်းကျင်မှာကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြီးကြောင့်ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားခဲ့တယ်။နှာခေါင်းစည်းတွေတက်အောက်ဆီဂျင်ဘူးတွေလူအွန်လိုင်းပေါ်ကနာရေးသတင်းတွေနဲ့အတူအိမ်ခန်းချင်းချင်းလေးတွေထဲမှာလည်းအဖိုးတန်တဲ့လူငယ်ဘဝတွေတည်ဆုံးခဲ့ရတယ်။ကပ်ရောဂါဆိုးကြီးမပြီးဆုံးသေးခင်မှာပဲမြန်မာနိုင်ငံရဲ့နိုင်ငံရေးအလှည့်ပြောင်းမုန်တိုင်းကြီးကကျွန်တော်တို့အပေါ်ကိုထပ်ပြီးအရှိန်နဲ့ကြာရောက်လာခဲ့ပြန်တယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေလမ်းမပေါ်ကပြဿနာတွေနဲ့အတူစီးပွားရေးပြက်ကတ်ကြီးကကျွန်တော်တို့မျိုးဆက်ကိုလဲပင်းညစ်ထားတယ်လို့ခံစားခဲ့ရတယ်။ငွေကြေးတန်ဖိုးတွေထိုးကျကုန်စည်နှုန်းတွေအစမတန်တက်အလုတ်ကင်ခွင့်လန်းတွေပျောက်ဆုံးပြီးကျွန်တော်တို့ရဲ့အိမ်မက်တွေရည်မှန်းချက်တွေအားလုံးပျောက်ဆုံးသွားခဲ့ရတယ်။တခြားနိုင်ငံကသူတွေဘဝကိုအေးအေးဆေးဆေးတည်ဆောက်နေချိန်မှာကျွန်တော်တို့ကတော့ဘဝကိုတုံညကနေမဟုတ်ပဲအနှုတ်ပြကိန်းကနေအသက်လူပြီးရုန်းကန်ခဲ့ကြရတာဒီမုန်တိုင်းတွေကြောင့်ပဲကျွန်တော်တို့မျိုးဆက်ရဲ့အများစုဟာမိသားစုတငယ်ချင်းချစ်ရသူတွေကိုခွဲခွာပြီးမိမိရဲ့ဒါမှမဟုတ်မိခင်နိုင်ငံကိုစွန့်ခွာခဲ့ကြရတယ်။စူးကေတလုံးမျှော်လင့်ချက်တထုတ်ဆွဲပြီးဂျပန်ကိုရီးယားထိုင်းစင်ကာပူမလေးအပါအဝင်နိုင်ငံရဲ့ခြားမြေတွေစီဘဝကိုလောင်းကြီးထပ်ပြီးထွက်လာခဲ့ကြတယ်။ဘာသာစကားအခက်ခဲယဉ်ကျေးမှုမတူညီမှုအလုတ်ခွင်ပင်ပန်းမှုတွေကိုလူငယ်ဘဝရဲ့ပျော်ရွှင်မှုတွေနဲ့လဲလှယ်ပြီးကြိတ်မိတ်ခံစားခဲ့ကြရတယ်။အခုအသက်30အရွယ်ကိုရောက်လာတဲ့အခါရင်ဘတ်ထဲမှာအနာကျင်ရဆုံးအရာကတော့အချိန်ရဲ့နှိပ်စက်မှုပါပဲမိဘတွေမအိုမင်းခင်ငါအောင်မြင်မှဖြစ်မယ်သူတို့ကြမ်းကြမ်းမာရှိနေတော့ငါကောင်းကောင်းထားနိုင်မှအိမ်အောင်ရှိသူဆိုကလေးနောင်ရေးအတွက်ပါစူးစမ်းရတဲ့စိတ်ကနေ့စဉ်အလုပ်ပင်ပန်းလို့လဲကျချင်တဲ့အချိန်တိုင်းမှာအန်ဂျိတ်ထခိုင်းတဲ့စိတ်တစ်ခွက်ပေါ့နိုင်ငံခြားနေရချားကနေကိုယ်တိုင်ချွေတာဆူဆောင်ပြီးလစဉ်မိသားစုစီပတ်စံလွှဲပေးနိုင်တာစေဖို့ဝါခါထောက်ပံ့ပေးနိုင်တာကဝေးကွာနေရတဲ့သားသမီးတယောက်အနေနဲ့မိဘအပေါ်တာဝန်ကျေအောင်ပေးဆက်နေရတဲ့တခုလေးတော့နီလန်းပါပဲကိုယ်တိုင်မစားရရင်နေပါစေမိဘတွေမိသားစုတွေပူပန်မှုမရှိပဲစားနိုင်တောက်နိုင်ရင်ပဲရင်ထဲမှာအမောတွေပြေပြောက်ရပါတယ်မိဘကျေးဇူးဆက်နေရယုံတင်မကပဲကျွန်တော်တို့ဟာကိုယ့်ရဲ့အနာဂတ်လပဖို့အတွက်လဲတပြိုင်တည်းတိဆောက်နေရပါတယ်အသက်30ဆိုတာအမားပြင်ဖို့အချိန်သိမ့်မရှိတော့တဲ့အရွယ်မှုအလုတ်လုတ်ရင်းနဲ့တစ်ဖက်ကလည်းဗဟုသုတတွေပညာရဲ့အသစ်တွေကိုအချိန်လူပြီးသင်ယူနေရတယ်အရင်ကလာစားရရင်သုံးကျင်တယ်လို့သုံးတက်ခဲ့တဲ့ကျွန်တော်ကအခုတော့အနာဂတ်အတွက်စနစ်တကျရင်းနှီးမြှုပ်နှံတက်လာပြီးငွေကြေးစီမံခန့်ခွဲတက်လာပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်နိုင်ဖို့
ဒါမှမဟုတ်တစ်နေ့နေရက်ပြန်တဲ့အခါမျက်နှာပွင့်ပွင့်လန်းလန်းနဲ့ကိုယ်ခြေထောက်ပေါ်ကိုရက်တည်နိုင်ဖို့ညဘက်တွေမှာလူတွေအိတ်နေချိန်ကိုကတော့အိမ်မက်တွေအတွက်တိတ်တိတ်လေးအလုတ်လုံနေရတော့မယ်ဘဝကိုစိတ်ခံစားချက်နဲ့မဟုတ်ပဲပြတ်သားတဲ့အုံနောက်ခိုင်မာတဲ့ဆွဲစနစ်တွေနဲ့အနာဂတ်ကိုကိုယ်တိုင်ပုံဖော်ထုစစ်နေပါတယ်အခုအရွယ်မှာအပျော်ပါတွေထက်အနာဂတ်မိသားစုရဲ့ကျန်းမာရေးပတ်စံစုဆောင်းမှုတွေကခေါင်းထဲမှာအလိုလျောက်နေရာယူလာတယ်ငငယ်ကလို့စိတ်ကူးရင်လို့မရတော့ပဲငါလဲကြရင်ငါနောက်ကမိသားစုပါလဲကျသွားလိမ့်မယ်ဆိုတဲ့တာဝန်သိစိတ်ကပခုံးပေါ်မှာအပြည့်တချို့အောင်မြင်မှုတွေကိုအထီးကျန်မှုတွေနဲ့လဲလှယ်ယူခဲ့ရပေမဲ့ကျွန်တော်တို့ရဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူး။အိုမင်းလာတဲ့မိဘတွေအတွက်လဲအားကိုးရာဖြစ်စေရမယ်။ခြံခဲ့ရမယ်မိသားစုအတွက်လဲတာဝန်ကျေခဲ့ရမယ်။ကြုံခဲ့ရတဲ့ပြက်ကတ်တွေကကျွန်တော်တို့ကိုတေးအောင်မတတ်နိုင်ခဲ့ဘူး။ဒါဟာအသက်30အရွယ်ရောက်လာတဲ့အထိအရှုံးမပေးဘဲတိုက်ပွဲဝင်နေစေဖြစ်တဲ့1995-6-9ဖွားတွေရဲ့ရင်ထဲကအမှန်တရားပါပဲစာရေးသူကိုဝေလင်းကျေးဇူးပါခံစားချက်ထပ်တူကြလို့အနှဲငယ်ပြင်၍အတန်ဖိုင်ဖြင့်ပြန်တင်သည်